မှာအရေးချင်းရှိပါရဲ့နဲ့သေးစိတ်လေးတွေကြောင့်အခွင့်အရေးတွေပြတ်သွားတာကြုံဘူးလားအဲ့ဒါဆိုရင်ဒီဗီဒီယိုဆက်ကြည့်ပါဒီတော့ဒီအမားတွေကိုသိထားရအောင်ပထမဆုံးကကိုယ့်ရဲ့ scholarship ကိုနောက်ဆုံးရမှရှောက်တာပဲ recommendation letter essay စာရွက်စာတမ်းတွေပြင်ဆင်ဖို့အတွက်အချိန်လိုအပ်တယ်နောက်ဆုံးရမှတခါတည်းအားလုံးကိုပြုံပြီးတော့လုပ်တာကအမားတွေအများကြီးကိုလုပ်နိုင်တယ်ဒုတိယအမား requirement တွေကိုတည်တည်ချာချာမှဖတ်တာ country restriction GPA အသက်အရွယ်ကန့်သက်ချက်တွေကိုအရင်ဆုံးမစစ်တာအဲ့ဒီဟာတွေကိုမှားတဲ့အတွက်ကြောင့်မလို့ကိုပြင်ဆင်ထားသမျှဟာတွေအကုန်လုံးဟာတဲရဲရေတုံဖြစ်သွားနိုင်တယ်အဲ့အတွက်ကြောင့်မလို့ဒီ restriction တွေ selection criteria တွေကိုအရင်ဆုံးစစ်ရမယ်တတိယမှာအစေးတစ်စောင်းတွေကို scholarship အားလုံးအတွက်အကုန်သုံးတာ all in one လောက်တာမလောက်ပါနဲ့ scholarship တစ်ခုချင်းစီမှာသူတို့ရဲ့လိုအပ်ချက်တွေရှိတယ်သူတို့ရဲ့ theme တွေရှိတယ် scholarship တစ်ခုချင်းစီရဲ့လိုအပ်ချက်တွေအတိုင်းကိုယ့်ရဲ့ story တိဆောက်ပြီးတော့မှလောက်ရမှာဖြစ်တယ်စထုဒ္ဓအမှာကိုယ့်ရဲ့ achievement တွေကိုကောင်းကောင်းမဖော်ပြတတ်တာအရန်ရိုးရှင်းနေတာအရန်ကိုချက်ကားပြီးတော့ပြောနေတာအရန်ရိုးရှင်းနေလို့ရှိရင်လေကိုယ့်ရဲ့ story ကစိတ်ဝင်စားမှုရှိမှာမဟုတ်အရန်ချက်ကားပြီးပြောရင်လေယုံကြည်မှုတွေညှော်နေနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ essay တွေ motivation letter တွေမှာတိုင်းတာနိုင်တဲ့ number တွေတိုင်းတာနိုင်တဲ့ result တွေနဲ့ဖော်ပြပါအဲ့လိုဆိုရင်ကိုယ့်ရဲ့ story ကိုပို့ပြီးတော့မှယုံကြည်မှုရှိလာနိုင်တယ်ပြင်စမအမှားအသေးစိတ်တွေကိုလစ်ဟင်းတာပဲ email လိပ်စာမှားတာ file number မှားတာ signature ကိုယ့်ရဲ့လက်မှတ်မေးကြံခဲ့တာအဲ့ဒါလေးတွေကကိုယ့်ရဲ့ဂရုစိုက်မှုကိုအကဲဖြတ်တဲ့နေရာမှာယုံကြည်မှုတွေရောကြနိုင်စေတယ်ဒီတော့ဘာလို့တဲ့လဲစောစောစီးစီးပြင်ဆင်မှာ requirement တွေကို၃ချိန်ဖတ်ပါကိုရေးထားတဲ့ essay တွေကိုကိုယ့်ရဲ့ဆရာကိုယ့်ရဲ့ mentor တွေကိုပြပါ double triple check ပါ scholarship ဆိုတာကစူးစမ်းမှုစီမံခန့်ခွဲမှုအာယုံစူးစိုက်မှုရဲ့ရလဒ်ပါကိုယ့်ရဲ့အခွင့်အရေးတွေကိုဒီလိုသေးသေးမွှားမွှားအမားလေးတွေကနေမှမလွတ်ပါစေနဲ့ဒီလိုအသုံးဝင်တဲ့အကြောင်းတွေကိုထပ်ပြီးသိချင်နေဆိုရင် like and follow လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ် bye bye